လူတွေဟာနေစဉ်နဲ့အမြတ်ကမ္မထံ၄ခုပွားတဲ့နယ်လို့နော်ကမ္မထံ၄ခုပွားတဲ့ဘာပွားတဲ့လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားဖြင့်ထက်မြက်ဖို့အတွက်ဘုရားလုံးတတိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာချင်းချင်းမေတ္တာစိတ်တွေသက်ဝင်အောင်မေတ္တာပွားပါလူတို့တယောက်အပေါ်မှာတွေ့ကြမှုတွေလျှော့ချနိုင်အောင်အတုပကမ္မထာကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထာ၄ခုဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထာ၄ခုဟာဒီစတုရရခလို့ဆိုဖိုးခါရိယံကိုယ့်အတွက်အကောင်းဆုံးအဆောင်ရှောက်ပဲလူတွေကအဆောင်ရှောက်ဆိုရင်ပြင်မဲ့ကဟာကိုယ်ဆောင်မှာစောင့်နေထင်းနေတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကိုယ့်အတွက်အရေးကြီးတဲ့အဆောင်သုံးခုပဲဒီလိုအဆောင်၄မျိုးလို့ဒီလိုဆိုလို့တာနော်ဘာလို့စောင့်တာတော့လို့မေးလို့ရှင်ဘုရားနုတ္တိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်သိမ်းစောင့်ရှောက်ထားသောအပြင်ဒီတရားရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆိုလို့အခုရတဲ့ဘုရားနတ်ပြည်ပွားလို့ရှင်အန္တရာယ်ကင်းတယ်တို့ဘာတို့အန္တရာယ်ကင်းမှုပဲကြည့်နော်အန္တရာယ်ဖြစ်တာကပြင်မကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့သောသူအန္တရာယ်ပြီးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီကြီးညိုစိတ်တွေရောနေသွားပြီဆိုလို့ရှိရင်နော်တန်လျာမှာအန္တရာယ်များတယ်ပေါ့မေတ္တာရဲ့ဆောင်းရှောက်မှုကမေတ္တာခြုံလုံးတယ်ဆိုတာဘာလုံးမှလည်းမသိဘူးနော်မေတ္တာခြုံလုံးတယ်ဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော့တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ကလက်နဲ့စိတ်ပြီးပြည်တည်တရားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြတယ်နော်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အဓိပ္ပာယ်ကခန္ဓာကမေတ္တာရဲ့အကျိုး7မျိုးထဲမှာမပါဘူးလားပါတယ်လေမေတ္တာစွမ်းအားကြီးမားနေလို့ရှိရင်တော့ဒါတွေလေလုံခြုံတယ်ဒါတွေကအပယိကလုံခြုံမှုတွေပဲတကယ်ရေးကြည့်တဲ့လုံခြုံမှုကဘာတော့ကိုယ့်ရင်တဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာဝယ်တာလို့ပြောအတုပကဘာကိုကာဝယ်တာတော့ရာဂကိုကာဝယ်တာနော်မရဏတတိကဘာကိုကာဝယ်တာတော့ဆိုတံဝေကမဖြစ်ဘဲနဲ့မေ့မျောနေတာတန်တရားထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိဆိုရဲအကုသိုလ်တွေကိုကာဝယ်တာလို့ဒါကြောင့်မို့စတုရရခဖိုးခါရိယံဆိုတာ